ကိုလည်းကျွန်တော်တို့ဖြောင်ဖြောင်တန်းတန်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဗျနေမတော့ကွာစိတ်လန့်နေရှိ ကျွန်တော်တို့တန်းတန်းတာနိုင်မှာနေပြီးတော့ပြန်ထွက်လာခဲ့ပါပြီရေဒီယိုချင်းများပြန်လို့နေတာမို့ ကပလီကတော့ကျွန်တော်တို့လိုက်လဲစွာပြန်လဲကြိုးဆိုနေပါပြီအကွေကောင်းနေတောင်းလည်းမြကြအပြင်းလေးပြီးစိတ်လေးလန်းစရာအမှလူချခဲ့ပါသေးတယ်ပြီးကျွန်တော်နောက်ကလူတွေကိုခဏဆောင်းပြီးတော့ပြီးတော့ခဏရိုက်ပေးတာဖြစ်ပါတယ်ဗျနိုင်ရှိကြီးကွာကြီးကွာငါလုံးပန်းဒီပဲအရင်လော်ပါတယ်လော်ရဲဆိုတာကတော့မကြီးစီတွေကိုလော်ပြီးရောက်တော့ပြောတာပါကျွန်တော်နောက်ကလူတွေခဏဆောင်ပြီးတော့ကျွန်တော်လူစုပြီးတော့တပုတ်ခဏရိုက်ပါတယ်အဲ့နေရာမှာပဲကျွန်တော်ငပလီဖက်ကတော့ပြန်ဆင်းလာခဲ့ပါပြီငပလီတော့ရောက်တော့မှာဖြစ်ပါတယ်ကျွန်တော်လက်လွတ်ပြီးရစီရအတွက်ရဖြစ်ပါတယ်ဝီကလာရောင်လေးခီးပါပဲဖို့ဖြစ်လာကျွန်တော်တို့ငပလီရောက်တာလည်းဒီစီတော့မြင်တွေ့ခင်ရပြအဲ့ဒီမှာကောင်းကြီးရလည်းအရန်ကိုလာတဲ့အတွက်ကောင်းကြီးကိုလည်းခဏရဲနေပါတယ်ကောဖက်သွားတဲ့ညမှာတော့နည်းနည်းတော့လမ်းနည်းနည်းကျမ်းပါတယ်ဒီခံပြီးတော့ကြည့်ပြီးကြပါဒီမှာလက်နေတဲ့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးနဲ့ကျွန်တော်တို့ရောက်ခဲ့ပါပြီ။နောက်သွားမယ့်နေရာကိုတော့ကျွန်တော်တို့အားလုံးနဲ့ဒီမှာတမင်ချက်ထားကြအောင်ဖြစ်ပါတယ်။ကျွန်တော်တို့ဗီဒီယိုအစအဆုံးအမှားများပါခဲ့ရင်တော့ကျွန်တော်တို့အားလုံးခွင့်ပြုပေးကြပါ။မြေတားရက်ခံပါတယ်။ဒီအစီအစဉ်အားလုံးကြည့်တဲ့အဆုံးထိကြည့်ပြီးတဲ့လူတိုင်းအောင်လည်းတရားရှင်းစီတိုင်းအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ။ဒီညပြီးပါပြီ။